အားလုံးပဲမင်္ဂလာပါရှင်။ Real Lady for YouTube channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုပါတယ်။ကျွန်မဒီနေ့ကျွန်မဘာကြောင့်ရလေးကိုပြောပြချင်လဲဆိုရင်အခုရာသီကကမ္ဘာဖလားပွဲရာသီဖြစ်တယ်။ဒီကမ္ဘာဖလားဘောလုံးပွဲရာသီမှာကျွန်မကလည်းဘောလုံးပွဲကိုပွဲစဉ်တိုင်းမကြည့်ဖြစ်ပေမဲ့လေဒီပေါ်တူဂီအသင်းနဲ့ပတ်သက်ပြီးတော့ကျွန်မကြည့်ဖြစ်တဲ့ပွဲလေးထဲမှာမှကျွန်မစိတ်ဝင်စားတဲ့လူတစ်ယောက်ရဲ့အကြောင်းမှရရှိတဲ့သင်ခန်းစာကိုကျွန်မဒီကနေပြီးတော့ပြန်လည်ပြီးတော့ဝင်ညာချင်ပါတယ်။ဘယ်သူလဲဆိုတော့ပေါ်တူဂီအသင်းထဲမှာကစားနေတဲ့စီရိုနန်ဒိုရဲ့ဘဝအကြောင်းပဲဖြစ်ပါတယ်။သူ့ရဲ့ဘဝကနေပြီးတော့သူ့ရဲ့လှုပ်ရှားမှုကနေပြီးတော့ရရှိတဲ့သင်ခန်းစာကိုကျွန်မတယောက်အနေနဲ့ဘယ်လိုတွေ့လဲဆိုရင်နှစ်ချက်တွေ့ပါတယ်ပထမတစ်ချက်ကတော့စီရိုနန်ဒိုဟာဆိုရင်သူ့အသက်အရွယ်အဖြစ်40နှစ်ရှိပါပြီဒီအသက်အရွယ်အဖြစ်ဆိုရင်ဒီကမ္ဘာဖလားပွဲမှာခြေစွမ်းပြဖို့ရန်အတွက်မျက်နှာသာရတဲ့ဘိုင်းမှာတော့ရှိမနေဘူးပေါ့နော်ဒါပေမဲ့သူကအသက်အရွယ်ကိုပထနာမထားပါဘူးသူ့ရဲ့ကြက်ခိုင်မှုကိုသူကတိဆောက်တယ်သူရဲ့တက်လုံကောင်းမှုအတွက်သူကောင်းမှုစွာပဲပြင်ဆင်ထားတာကိုလေတွေ့ရပါတယ်ပထမပွဲစဉ်တွေမှာဆိုရင်သူကစားတဲ့အခါမှာသူကကောင်းမှုစွာပဲခြေစွမ်းမပြနိုင်ဘူးလို့ဝေဖန်ခြင်းကိုခံရတယ်ဒါပေမဲ့သူကအဲ့ဒီဝေဖန်ခြင်းကိုသူကစကလုံးတွေနဲ့မတုတ်ပြန်ပါဘူးသူရဲ့23ရက်နှစ်မှာကစားသွားတဲ့ကစားချီစွမ်းအပြင်ပြလေပြီးတော့တုတ်ပြန်ခဲ့တာကိုလေတွေ့ရပါတယ်ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့သူ့ဘဝသူ့ရဲ့လှုပ်ရှားမှုကနေပြီးတော့ကျွန်မရရှိတဲ့ပထမဆုံးသောသင်ခန်းစာနံပါတ်1အချက်ကတော့အများကသူ့ကိုဝေဖန်တယ်ဒါပေမဲ့ဝေဖန်တဲ့စကားတွေကိုသူကပြန်ပြီးတော့မတုတ်ပြန်ဘူးစကားနဲ့ပြန်ပြီးမတုတ်ပြန်ဘူးအလုံးနဲ့တက်တည်ပြသွားတာကိုအလုံးနဲ့ပြင်လေပြီးတော့တက်တည်ပြသွားတာကိုတွေ့ရပါတယ်နံပါတ်2အချက်ကတော့လူများကတော့ဘောနော်ကိုယ့်ကိုစိတ်ဝင်စားတယ်ကိုယ့်ကိုအားပေးတယ်ကိုကခြေစွမ်းပြနိုင်လို့ရှင်လူများရဲ့ချီးမွမ်းခြင်းကိုခံရဒါပေမဲ့ခြေစွမ်းမပြနိုင်တဲ့အခါမှာလူများရဲ့ဝေဖန်ခြင်းကဲ့ရဲ့ခြင်းကိုခံရတယ်ဒါဘာပြောပြချင်လဲဆိုရင်လူတွေကသူ့အတွင်းနဲ့သူကိုယ့်ရဲ့စက်သိန်းကိုဘွားရဲ့စက်သိန်းကိုရေးဆွဲပေးချင်ကြတယ်ရေးဆွဲပေးကြတယ်ဒါပေမဲ့ကိုယ့်ရဲ့ဘွားရဲ့စက်သိန်းကိုအကောင်းဆုံးလုပ်ဆောင်ရင်းနဲ့ဒီစက်သိန်းကိုရေးဆွဲသွားနိုင်တယ်ဆိုတဲ့ချက်ကိုလေဒီစီရိုနန်ဒိုရဲ့ဘွားလှုပ်ရှားမှုကနေပြီးတော့သင်ခန်းစာရရှိပါတယ်စီရိုနန်ဒိုကဆိုရင်သူအများရဲ့ဝေဖန်ခြင်းကိုအထင်သေးခြင်းကိုသူခံရတယ်ခြေစွမ်းမပြနိုင်တဲ့အခါမှာအထင်သေးခြင်းကိုသူကခံရတယ်ဒါပေမဲ့ဒီအထင်သေးခြင်းကိုသူကလက်မခံခဲ့ပါဘူးဒီအထင်သေးခြင်းတွေကိုသူကအလုံးနဲ့တက်တည်ပြသွားတာကိုတွေ့ရပါတယ်ကိုယ့်ရဲ့စက်တင်ကိုသူတစ်ပါးကသူ့ရဲ့တွေးတွေနဲ့ရေးဆွဲပြီးခြင်းကောင်းရေးဆွဲပြီးကြမယ်ဒါပေမဲ့ဒီသူတစ်ပါးရဲ့အတွေးတွေကနေပြီးသူကိုကရေးစုံမမျိုးပြင်းနဲ့ကိုဘွားရဲ့ကိုရဲ့စက်တင်ကိုကိုယ်တိုင်ဖန်တီးပြီးတော့အကောင်းဆုံးလုပ်ဆောင်ပြီးတော့စက်တင်ကိုရေးဆွဲနိုင်တယ်ဆိုတဲ့အကြောင်းအရာလေးအဖြစ်ကျွန်မကသူ့စီကနေပြီးတော့နှစ်ချက်သင်ခန်းစာရရှိပါတယ်။ဤရာလေးတွေကိုလည်းပြင်လေပြီးတော့ဝင်မြချင်ပါတယ်။ကျွန်မကတယောက်တည်းပြောတဲ့အခါမှာကျွန်မရဲ့အတွေးကမိုနိုပေါ့နော်တယောက်တည်းပြောနေတဲ့အရာပဲဖြစ်တယ်။ဒါပေမဲ့ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေကနားထောင်ပြီးတော့ကိုယ့်ရဲ့တွေးကိုယ့်ရဲ့ခံစားရတဲ့အရာတွေကိုလေcomment မှာ reply လုပ်ပြီးခြင်းအပြင်ကျမတို့အတူတကွပြင်လေပြီးတော့ဖလှယ်ကြပါစို့လို့ကျမဝင်ငှရင်းနဲ့အားလုံးကိုပြင်လေပြီးတော့ပါဝင်ပြီးဖို့ရန်အတွက် reply ပြင်လုပ်ပြီးဖို့ရန်အတွက်လည်းဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်